အားလုံးပဲမင်္ဂလာပါချေကတော့ချေခါရဖြစ်ပါတယ်ချေတို့ဒီလိုမျိုးလူချင်းမတွေ့ရကြသွားရင်เนาะအဲ့တော့ဒီနေ့မှာချေကမင်းတို့ကိုဒီ speaking pattern လေးနောက်ထပ်တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒါကတော့ကြည့်လိုက်ကြရအောင်တူတူ I don't know what to ငါကွက်လက်ရမလဲမသိဘူးပေါ့ဥပမာဆိုရင်ငါဘာစားမလဲမသိဘူးငါဘာတောက်ရမလဲမသိဘူးငါဘာလှုပ်ရှားမလဲမသိဘူးဒီလိုပုံစံမျိုးချေပြောချင်တဲ့အခါမှာသုံးလို့ရပါတယ်အဲ့တော့ I don't know what to အဲ့တော့ to ရဲ့နောက်မှာထုံးစံအတိုင်းပဲ verb infinitive လာရပါမယ်အဲ့တော့ချေတို့ပထမဆုံးတစ်ခုကိုကြည့်လိုက်ရအောင်ဥပမာလေးကငါဘာလုပ်ရမလဲမသိဘူးဘာမှမခက်ဘူးเนาะအကုန်လုံးပြန်ရေးမယ် speaking pattern လေး I don't know what to အဲ့တော့လုပ်ရမလဲဆိုတော့လုပ်တီးရချေ do နဲ့သုံးမယ်အဲ့တော့အကုန်လုံးကိုပေါင်းပြောလိုက်မယ်ဆိုရင် I don't know what to do ငါဘာလုပ်ရမလဲမသိဘူးအဲ့တော့နောက်တစ်ခုငါဘာစားရမလဲမသိဘူးဆိုရင်ကျတို့စားတာဘာလဲဆိုတာပဲစဉ်းစားမှာအင်္ဂလိပ်လိုကျန်တာ speaking pattern ကိုအကုန်ပြန်ရင်းလိုက်ရပြီเนาะအဲ့တော့အရင်ဆုံး speaking pattern ရေးမယ် I don't know what to စားဒီက eat အဲ့တော့ I don't know what to eat ဟုတ်ပြီဒီနေရာမှာကျတော့ what နေရာမှာအစားသုံးပြီးပြောလို့လည်းရတယ်ဥပမာwhat နေရာမှာပေါ့เนาะကျတော့ how လေးအစားသုံးလိုက်မယ်ဆိုရင်I don't know how to ငါဘလို့တော့ကြဘလို့ဆိုတဲ့ပဲငါဘလို့ကွက်လက်ရမလဲမသိဘူးဥပမာဆိုရင်ငါဘလို့ကားရမလဲမသိဘူးအဲ့တော့ I don't know how to ဖြစ်သွားပြီเนาะအဲ့တော့ထုံးစံတိုင်း speaking pattern ကိုအရင်ရေးမယ် I don't know how to ကဒီက dance I don't know how to dance အဲ့တော့နောက်တစ်ခုငါဘလို့ဟင်းချက်ရမလဲမသိဘူးဘာမှမခက်ဘူးအကုန်လုံးကိုပြန်ပြီးရေးမယ် speaking pattern I don't know how to ဟင်းချက်ဒီကcook I don't know how to cook အဲ့တော့နောက်ဆုံးဥပမာလေးတစ်ခုကိုသွားရအောင်ငါရေဘယ်လိုကူးရမလဲမသိဘူးအဲ့တော့ I don't know how to ရေကူးတာက swim အဲ့တော့အားလုံးအတူတူပြောရင် I don't know how to swim အဲ့တော့ရှယ်အားလုံးအနည်းချုပ်ပြန်ပြောပါမယ်ငါဘာလုပ်ရမလဲမသိဘူးဆိုရင် I don't know what to do အဲ့ဒီနေရာမှာကျတော့ဘယ်လိုလုပ်ရမလဲမသိတာ how I don't know how to do ငါဘယ်လိုကရမလဲမသိဘူး I don't know how to dance ဒါဆိုရင်ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြတာပေါ့